ကဒီเจ้าမှာတရင်မသုံးတော့ဘူးဆို ။ဘာများအဆင်မပြေတာရှိလို့လဲဗျာ ရှင်ဘုရားအစင်မပြေတာရှိရင်တပည့်တော်တို့เจ้าဆောင်တူပြမ်းပါမယ်ခင်ဗျာ ဦးစင်းအတွက်ပကာသနာတွေမလိုအပ်တော့ပါဘူးဦးစင်းပြုခဲ့တဲ့အမှားတွေအတွက်တွဲရကြောင်းလေးတစ်ကြောင်းမှာတရားအားထုတ်ဖို့ဦးစင်းဆုံးဖြတ်ထားပါတယ် ရှင်ဘုရားတိုးတဲ့တောင်ထဲမှာတရားအားထုတ်ဖို့ဆိုတာကနေထိုင်ရေးအဆင်ပြေပါမလားဘုရားတပည့်တော်ရဲ့သဘောအရပြောရမယ်ဆိုရင်တော့မြို့ကเจ้าတစ်เจ้าမှာပဲတရင်သုံးသိချင်ပါတယ်ဘုရားရှင်ဘုရားလိုအပ်တာရှင်လေတပည့်တော်တို့မိတ်မှာတပည့်တော်လှူပါမယ်ဘုရား ငါလုပ်ခဲ့တဲ့မကောင်းမှုတွေကိုမင်းတို့ကသိခဲ့တယ်ငါ့အပေါ်မှာခုစိတ်ကထားနိုင်ပါမလား